Elora ရဲ့မြန်မာဝက်ဆက် level 1 2 10 လပိုင်းတန်းခွဲတက်လေးအတွက်တနက်အနှံလို့ရပါပြီဒီဇိုင်နာဖြစ်ရက်တီပြီးအထည်ဆိုင်ဖွင့်ချင်သူလေးတွေအတွက်ကိုတိုင်းနီးနဲ့ရောမြန်မာဝက်ဆက်အထည်လေးတွေကို local brand ထုတ်ရောင်းချင်သူလေးတွေအတွက် Access ကနေမှ280ထိ site by site site test နီးနဲ့ရောဒီအတန်းလေးမှာ2မျိုးလုံးတင်ကြားပေးပါတယ်ပခုံးပြောက်အော်ရှိုးတာတွေဒီလိုပခုံးတင်နေဆိုရင်လည်းတက်တယ်ကိုအထဲထဲနှိုက်ပါတယ်အဲ့တော့သမီးရဲ့ငကိုချိုင်းရဒီမှာအဲ့ဒါကိုတဲ့1.5ဝင်လာရတယ်1လောက်ဆိုရင်စင်တီးပြီ1လေးနေတဲ့အခုသမီးရဲ့ဒီ original ချိုင်းမြင့်လေးကိုဖြည့်ပြီးဆက်လာဒီအတန်းလေးကပတ်တန်ပိုင်းကတ်တန်ပိုင်းစွိုင်းပိုင်း technique တွေကိုအသေးစိတ်အခြေခံအောင်တင်ကြားပေးတဲ့အပြင် design ဆောင် point ဆောင်အတက်တင်တန်းကြောင်းလေးမို့လို့အခြေခံမရှိတဲ့သူလေးတွေလည်းဒီအတန်းလေးကနေစချိုင်းလို့ရပါတယ်အခြေခံရှိပြီးသားသူလေးတွေဆိုရင်တော့မြန်မာ website level 2ပွဲတက်အတန်းလေးကို join လို့ရပါတယ်။ကတန်ပိုင်းကတော့ပတန်နဲ့ဘော်ရီပေါ်မှာတန်လန့်ယုံနဲ့ကွက်တိချပြီးကတ်ချက်နေတာလေးကတော့တနန်းသူလေးအကြိုက်တွေ့စေတဲ့တစ်ချက်ပေါ့နော်။အင်ဂျီ result လေးထွက်လာရင်လည်းလက်ရကြောက်ကော့ပြီးတက်ရလှပနေအောင်လို့တေချာလေး train ပေးတဲ့အတန်းလေးပါ။ဒီအတန်းလေးကသတင်းကျော် 2 promotion လေးရှိတဲ့အတွက်ကြောင့် page ကချက်ပေါက်မှာအမြဲလေးစင်းပေးသွင်းပြီးတနန်းအနှံလို့ရပါပြီရှင်။